နောက်ထပ်မိကုန်းကိုစလိုက်မယ် တင်မ အမှန်တကယ်တရားတူးမရပါပဲလေမိမိကိုယ်ကိုတရားတူးရနေတရားဟန်ဆောင်ကောင်းကောင်းဖြင့်ဝန်ခံပြောကြားဝါကြွားနေသူသည်ဝတ္တလတုတ်တော်အရာမြည်တို့ခေါ်ဆိုရပါမည်နီတမီမိကုန်းလေးမှတ်မိတယ်နော်မိကုန်းဖတ်လို့ရတယ်နော် တင်မ အမှန်တကယ်တရားတူးမရပါပဲလေမိမိကိုယ်ကိုတရားတူးရနေတရားဟန်ဆောင်ကောင်းကောင်းဖြင့်ဝန်ခံပြောကြားဝါကြွားနေသူသည်ဝတ္တလတုတ်တော်အရာမြည်တို့ခေါ်ဆိုရမည်နီမိ play or stay လေးပါဘုံမော ဆက်ပြီးတော့ဖြေမလားညနေမလား ဆက်ပြပါမယ်ဘုံမော တမီစဉ်းစားဖို့အချိန်စက္ကန့်30စပါပြီအဖြေစတင်လို့ရပါပြီ ဒီအယုံမဆုံးလူသားပါဗျာ ဒီရုပ်မာသုံးလူသားအဖြစ်ပြောင်းမလား မပြောင်းတော့ပါဘူးဘုံမော ဒီမိကုန်းကတကယ်တော့ထူးဆန်းတယ်နော်ဒီကနေ့ဖြစ်နေတဲ့အခြေအနေနဲ့ကိုက်နေသလားအောင်မေးရဒီကနေ့ခင်မှလည်းပဲဟိုနားမှာဟတ်ချလောင်းတော်တာပန်ဒီနားမှာဟတ်ချလောင်းအနာကန်နေတယ်အမြဲတမ်းများနေတဲ့ခင်မှာအကယ်၍မိမိကတရားတူရလားမရလားတရားဆန်းစစ်ဖို့လိုအပ်မယ်မရဘဲနဲ့ရတယ်လို့ဟန်ဆောင်နေတယ်ဆိုလို့ရှိရင်တော့တမိအဖြစ်မှန်ခဲ့မယ်ဆိုလို့ရှိရင်အယုံမာဆုံးလူသားဖြစ်သွားလိမ့်မယ်အပြေမှန်မှန်ကတော့ဘုံလည်းမသိဘူးဘုံမရှိမှလည်းအပြေမှန်မပေါ်သေးဘူးတခုလေးပဲမေတ္တာရက်ခံချင်တာပြိတ္တတေနှစ်တိုင်းလည်းပဲအမြဲတမ်းပြောပါတယ်လက်ခုပ်တန်စီကံအပေးကျမ်းတာကိုအင်မတန်လက်ခံပါတယ်သို့တော်လည်းပဲမိမိလက်ခုပ်တန်ဟာအပြေမှန်သွားတဲ့အခါမှာတော်တော်ညံအောင်ပြီးသင့်ပါတယ်ကျောင်းသားအပြေမှန်ရွေးတဲ့ချိန်မှာတော့ဖြင့်ဖိအားတစ်ခုမဖြစ်စေချင်ပါဘူးဘုန်းကြီးတို့ကအကယ်၍အဲ့ဒီပြိတ္တတဲကအပြေမှန်အချက်ပြတယ်လို့မသင်္ကာဘူးဆိုလို့ရှိရင်တော့ဘုန်းကြီးတို့အဖွဲ့ချက်ချင်းအစည်းအဝေးခေါ်ပြီးတော့စုငွေကိုသိမ်းရင်လည်းသိမ်းမယ်ပေးရင်လည်းပေးမယ်ပေးရင်လည်းမပေးဘူးတမီးအပြေမှန်ပြောင်းအောင်မလားဒီအယုတ်မာဆုံးလူသား မပြောင်းတော့ပါဘူးဘုံမော ကိုကျော်တော်လင်း ဒီမှာဗျာ ဖြေမှန်စစ်ပေးပါ ဒီတခါစုချင်းငွေ8သိန်းတန်မိကွန်ဖြစ်ပါတယ်မိကွန်လေးကအမှန်တကယ်တရားသူမရပါပဲလျက်မိမိကိုယ်ကိုတရားသူရနေတရားဟန်ဆောင်ကောင်းကောင်းနဲ့ဝန်ခံပြောချဝါကြွားနေသူဟာဝတ္တလတုတ်တော်အရာမြည်တို့ခေါ်ဆိုရမည်နီလို့မိထားပါတယ်သမီးလေးကအဖြေကိုဒီအယုတ်မာဆုံးလူသားလို့ဖြေဆိုထားပါတယ်8သိန်းတန်မေခွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာတရားတို့မရပဲနဲ့တရားတို့ရတယ်လို့ပြောရင်ဘယ်လိုခေါ်ရမလဲအယုတ်မာဆုံးလူသားလိုက်ပြီးတော့ရှာကြည့်ပေါ့ဗျာ